မင်းကလေးတယောက်ဟာအခန်းထဲမှာတန်ကြိုးတွေနဲ့ချီနှောင်ခံထားရတဲ့အမျိုးသားတယောက်ကိုတွေ့လိုက်ရပါတယ်။သူ့မျက်လုံးတွေကနီရဲနေပြီးမိုးရွာတဲ့နေ့တိုင်းမှာတားရဲတကောင်လိုတောင်းကျမ်းတတ်တဲ့ဝေဒနာကိုခံစားနေရတာပါ။ဘယ်ဆရာဝန်မှမကုသနိုင်ပေမဲ့သူမကတော့မကြောက်မရွံ့ပဲအနားကိုတိုးသွားခဲ့ပါတယ်။သူမကိုမြင်တာနဲ့အမျိုးသားကတန်ကြိုးတွေကိုယုံထွက်ပြီးသူမရဲ့လည်ပင်းကိုညှစ်ခဲ့ပေမဲ့သူမကတော့အနမ်းတပွင့်နဲ့သူ့ကိုငြိမ်သက်အောင်လုပ်နိုင်ခဲ့ပါတယ်။တကယ်တော့ဒီအမျိုးသားဟာသူမကိုအရင်ဘဝကတည်းက10နှစ်တိုင်တစ်ဖက်သက်ချစ်ခဲ့ရသူပါ။အရင်ဘဝတုန်းကသူမဟာဦးလေးဖြစ်သူရဲ့လှုပ်ကြံမှုကြောင့်တေဆုံးခဲ့ရပါတယ်။သူမတေဆုံးသွားတဲ့အခါအမျိုးသားဟာလက်စားချေပေးခဲ့ပြီးသူမရဲ့အလောင်းပေးမှာပဲအတူတူအဆုံးစီရင်ဖို့ကြိုးစားခဲ့ပါတယ်။ဒီမြင်ကွင်းကိုဝိညာဉ်ဘဝနဲ့မြင်တွေ့သွားတဲ့သူမဟာအယမ်းကိုနှောင့်နှေးရခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူမဟာသူတို့မင်္ဂလာဆောင်တဲ့နေ့ကိုပြန်လည်ဝင်စားခွင့်ရခဲ့ပါတယ်။အရင်ဘဝကအမားတွေကိုပြင်ဆင်ဖို့အတွက်သူမဟာအမျိုးသားရှိရာကိုပြေးသွားပြီးသူမရဲ့အနမ်းတွေနဲ့သူ့ကိုကယ်တင်ခဲ့ပါတယ်။အမျိုးသားကသူမကိုထိခိုက်မှဆိုလို့အနားကနှင်ထုတ်ခဲ့ပေမဲ့သူမကတော့ဒီတစ်ခါတော့မင်းရဲ့အချစ်တွေကိုအဆုံးရှုံးမခံတော့ဘူးလို့ဆုံးဖြတ်ပြီးသူ့ဝေဒနာတွေကိုကုသပေးဖို့အနားမှာပဲနေပေးခဲ့ပါတော့တယ်။